series အသစ်တွေနဲ့ပရိသတ်တွေရဲ့အရှိကိုပြန်လည်ရောက်ရှိလာတော့မယ် Boss No U နဲ့ For Fate ပရိသတ်များရှင် Left in the Air series နဲ့အတူပရိသတ်တွေရဲ့အကြားမှာနာမည်ကြီးလူကြိုက်များလာခဲ့တဲ့ Mind Me Wine Production ရဲ့နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ Boss No U နဲ့ For Fate တို့ကသူတို့ရဲ့ series အသစ်တွေနဲ့အတူပရိသတ်တွေရဲ့အရှိကိုပြန်လည်ရောက်ရှိလာကြတော့မှာပဲဖြစ်ပါတယ် Boss No U နဲ့ For Fate Cavalry တို့က Left in the Air series မှာအတူတူပါဝင်သရုပ်ဆောင်ခဲ့ကြပြီးတော့ပရိသတ်တွေရဲ့အချက်ကိုသိယူနိုင်ခဲ့တာပဲဖြစ်ပါတယ်အဲဒီနောက်မှာဆိုရင်တော့ Mind Me Wine Production ရဲ့လက်အောက်ကနေ2024ခုနှစ်မှာ For Fate Cavalry ကသူတို့ရဲ့ဒုတိယမြောက် Cavalry series ဖြစ်တဲ့ Let's See the series ဆိုတဲ့ series လေးထွက်ရှိလာခဲ့သလို Let's See the series ကို Japanese remake series နေနဲ့ဩဂလ17ရက်နေ့မှာထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်2025ခုနှစ်မှာတော့ Boss No U Cavalry ရဲ့ဒုတိယမြောက် Cavalry series လေးဖြစ်တဲ့ The Boy Next War series လေးထွက်ရှိလာခဲ့တာဖြစ်ပြီးတော့ပရိသတ်တွေရဲ့အချက်ကိုထပ်မံသိယူနိုင်ခဲ့တာပဲဖြစ်ပါတယ်အောင်မြင်မှုတွေနဲ့အတူပရိသတ်တွေရဲ့အချက်ကိုရရှိပိုင်ဆိုင်ထားတဲ့ Boss No U နဲ့ Force Park Cavalry ကသူတို့ရဲ့တတိယမြောက် Cavalry series တွေနဲ့အတူပရိသတ်တွေရဲ့ရှိကိုပြန်လည်ရောက်ရှိလာကြတော့မှာဖြစ်ပါတယ်သူတို့ရဲ့ဒုတိယမြောက် Cavalry series လေးကတော့ Mind Me Wine Production လက်အောက်ကနေရိုက်ကူးထွက်ရှိလာမှာမဟုတ်ဘဲနဲ့တခြားထုတ်လုပ်ရေးတွေရဲ့လက်အောက်ကနေရိုက်ကူးပြီးတော့ထွက်ရှိလာမယ်ဖြစ်ပါတယ်Mind Me Wine Production ရဲ့လက်အောက်ကနေနှုတ်ထွက်သွားတာကြောင့်မျိုးမဟုတ်ဘဲနဲ့တခြားထုတ်လုပ်ရေးတွေကနေသူတို့ရဲ့ series တွေမှာပါဝင်သရုပ်ဆောင်ပေးဖို့အတွက်ငားရမ်းရိုက်ကူးသွားတာမျိုးဖြစ်တာကြောင့်မလို့ Boss No U နဲ့ Force Fate Cavalry က Mind Me Wine Production လက်အောက်ကနေအနုပညာရှင်တွေအဖြစ်ဆက်ရှိနေတော့မယ်ဖြစ်ပါတယ်မကြခင်အချိန်တွင်းမှာ Force Fate Cavalry ရဲ့တတိယမြောက် Cavalry series လေးအတွက်ကိုတရားဝင်ကြေညာချက်တွေနဲ့အတူထွက်ရှိလာတော့မှာပဲဖြစ်ပြီးတော့မကြခင်အချိန်တွင်းမှာရိုက်ကူးရေးကြော်ဝဲတွေနဲ့အတူရိုက်ကူးရေးစတင်ဖို့အတွက်ကိုလည်းပြင်ဆင်ကြတော့မှာဖြစ်ပြီးတော့ Boss No U Cavalry ကလည်းသတင်းကောင်းတစ်ခုရှိပြီးတော့မကြခင်အချိန်အတွင်းမှာသိရပါတော့မယ်လို့ပြောလာခဲ့တယ်လို့ Mind Wine Production ကနေပြီးတော့ project 3ခုကြေညာသွားဖို့လည်းရှိနေပါသေးတယ်။ No U ရဲ့ manager ကလည်းမကြခင်အချိန်အတွင်းမှာ Boss No U ရဲ့တတိယမြောက် Cavalry series လေးကိုတွေ့မြင်ရတော့မှာဖြစ်ပြီးတော့လက်ရှိမှာဆိုရင်တော့ဆွေးနွေးနေစေဖြစ်တာကြောင့်မလို့အများကြီးပြောပြသေးလို့မရဘူးဆိုပြီးတော့တရားဝင်ကြေညာချက်ကိုစောင့်ပေးပါအောင်ဆိုပြီးတော့ပြောလာခဲ့တာကြောင့်မလို့ Boss No U ရဲ့ new series လေးကိုတွေ့မြင်ရဖို့အတွက်ကတော့ 90% သေချာနေပြီပဲဖြစ်ပါတယ်။ Boss No U နဲ့ Force Fate Cavalry ရဲ့တတိယမြောက် Cavalry series လေးကိုစောင့်မျှော်ရင်းနဲ့စောင့်ကြည့်အားပေးကြဖို့အတွက်လည်းမမေ့ကြပါနဲ့ရှင်။